ဒီပုံစံနဲ့ဒီကိုဝင်သွားကြရင်စိတ်မဆိုးပဲအစိမ့်လိုက်ပြင်းခံရရလိမ့်မယ်အဲ့ဒါတော့သိကြတယ်ဗျာညီတို့အားလုံးမင်္ဂလာပါဒီနေ့ပွဲကတော့တော်တော်လေးစိတ်ပြက်စရာကောင်းခဲ့တဲ့ပွဲလို့ပဲပြောရမယ်ဗျာနိုင်ငံတော်ပဲကောင်းအောင်နဲ့ပြောရမယ်အခက်မသိရင်တေးလက်ချကောင်းနေတယ်ဗျာဘယ်လိုစသေးတာချသွားခဲ့ရင်လေဒီပွဲကနျူကာဆယ်တော့ထိုက်တယ်လို့ပဲပြောရမယ်ဗျတူတင်ကိုလေးကနျူကာဆယ်ရှင်ခံနိုင်ခဲ့တာဗျာအပွင့်လုံးပြောမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲကနျူကာဆယ်ကအရင်နျူကာဆယ်မဟုတ်တော့ဘဲနဲ့ဖောင်ပြက်ပြီးတော့ရှုံးမွဲဆက်နေတဲ့နျူကာဆယ်တိုက်စစ်မှာလည်းလူမစံနျူကာဆယ်ဖြစ်နေလို့ကောင်းသွားတယ်ဗျာပထမအကြောင်းကနျူကာဆယ်ဆိုလို့ရှိရင်ဒီနေ့ပွဲတေချာပေါက်ရှုံးနေဗျာဟိုခံစစ်ကလည်းအရင်ကလာမှကြောင်းမှုမရှိတော့ဘူးဗျာမိနစ်90လောက်မှရတဲ့အလုံးလာမသိဘူးဗျာဝစ်စားရဲ့အလုံးအဲ့ဒီအလုံးထောင်ကန်သွားလို့သာကျွန်တော်ကောင်းသွားတာဗျာအဲ့ဒီလုံးကကိုးပါလို့ရှိရင်ကျွန်တော်တို့ရှင်ကဘာပြတ်နေရတော့ပြီဗျာတေချာတယ်ကွင်းလယ်မှာလည်းအရင်တော့မာပါတယ်ဆိုတော့ Mr. Everything ဆိုတဲ့ Rice ကအစားပြိုင်းနေတာတော်တော်သိကြတယ်ဗျာ။ OD ကဆိုလို့ရှိရင်လည်းဝင်ကန်နာမှာအခုမှ3-4ပွဲရှိသေးတာဟိုပွဲလည်းပြီးတော့မဟန်နိုင်အောင်လဲကြပါလားဗျာတော်တော်လေးရုပ်ပြစီမဲ့ကြီးဗျာ။ဘာ pressure ပြနေကြလဲကိုစဉ်းစားလို့မရဘူးဗျာ။ဟိုဒီနေ့ပွဲက quiz တက်နဲ့ကိုသမားစီကနေပြီးတော့ခံသေးစီရောက်ဒါမှမဟုတ်ကိုသမားစီကနေပြီးတော့ကိုရစီရောက်ကွင်းလယ်ရောက်ရင်ဘောလုံးကအိုင် Rice နဲ့ဆိုပြီးမှနေရာရှေ့ကိုပြလို့ရှိရင်ရှေ့ကပြက်ဟိုကိုသမားစီကခံစစ်စီကနေတစင်ပြီးတော့ OD ကကြားလို့ရှိရင်လည်း OD ကရှေ့ကိုပေးစားရှိမှပေးဘောလုံးကိုထိန်ဘောလုံးကအိုင်အဲ့ဒါနဲ့ပဲရှေ့ကိုဘောလုံးကမရောက်တော့ပဲလက်စစ်ကလက်မှန်တေးကွာခဏပဲဗျာဒီကြားထဲတောင်ပန်တစ်ဖက်ကလည်းအဈေးကဘယ်တောင်ပန်အဈေးကလည်းတောင်ပန်မထွက်ဘဲနဲ့ကွင်းလေကိုနည်းနည်းရိုင်းနေတယ် OD ကနဲ့ကစားပုံထပ်နေတယ်ဒီဘက်ချမ်းကညာတောင်ပန်ကမာဒဝက်ကီကလည်းဒီနေ့ဘောလုံးလုံးဝနေပါအောင်မထွက်ဘူးဗျာဒီတော့တောင်ပန်တစ်ဖက်စလုံးကလုံးဝအပြောက်နေပါဖြစ်နေတယ်တော်တော်စိတ်ကိုမကောင်းနေဗျာဒီနေ့ပွဲနည်းနည်းလေးချီးတာဆိုလို့ကာယံဘက်မစိုးပြောရမယ်ဗျာတင်းကပ်ပလေးတွေကောင်းတယ်ပရက်ဇင်တွေကောင်းတယ်ပြောရမယ်ဗျာဥဒီကလည်းကာယံဘက်နဲ့တုန်းကတော့တွဲဆော့နေတာအကောင်းပဲကာယံဘက်ဆိုတော့ယောဂရနဲ့ကြောင့်ဘာဖြစ်သွားလဲမသိဘူးယောဂရဆိုကိုပေးရမယ်အလုံးလေးဆိုလို့ရှိရင်နှလုံးလုံးရှိတယ်မပေးဘဲနဲ့အလဲကိုပဲပြန်ချိုးပေးလိုက်တာဗျာထိလိုက်တာလည်းခဏပဲဘာဖြစ်နေမှမသိဘူးအဲ့ဒီယောဂရနဲ့ပတ်သက်ပြီးတော့လေဥဒီကနဲ့စာကဘာဖြစ်နေမှလဲကျွန်တော်နားမလဲတော့ဘူးဗျာတေချာတခုကဒီပုံစံနဲ့ဒီကုန်းကြောက်ကန်လို့ရှိရင်မှတေချာအစိမ့်လိုက်ပြင်းခံလိုက်ရလိမ့်မယ်ဗျာဒီတော့အချိန်ကြီးပြန်ကောင်းလာဖို့တော့မျှော်လင့်ရတာပဲဗျာမရေတရေလေးပေါ့လေဒါမဲ့တခုရှိတာကလာမဲ့တစ်ပတ်လောက်ကစပြီးတော့ချန်ပီယံလေးလည်းပြင်နေရတယ်ပေါ့လေတင်ပါလည်းကြံပါလာပြီကာလာဖီရီလည်းကြံပါလာဖို့ရှိနေပြီဒီနေ့ဘက်မှာဆာကာလည်းကြံပါလာပြီဆိုတော့လာမဲ့တစ်ပတ်ကချန်ပီယံလိကစပြီးတော့ပုံစံကောင်းပြန်ပြဖို့တော့မျှော်လင့်လို့ရတယ်ဗျဒီနေ့ဘက်မှာဆာကာကြံပါလာလည်းမစိုးဘူးဗျာမာလူကီထက်ပိုကောင်းတဲ့တက်ရမှုမျိုးဒီနေ့ဘက်ဆာကာတော့ပေးနိုင်ခဲ့တယ်ဗျာဟိုမာလူကီလည်းစူးစမ်းတာပဲဗျာဘယ်လိုပဲမာလူကီစူးစမ်းဗျပွဲပေါ် impact တက်ရမှုမှာစာကောင်းမမီရတော့အမှန်ပဲဗျဆိုတော့လာမယ့်ပွဲကြလို့ရှိရင်တော့စာကာရောတင်ပါရောကာလာဖီရောပြန်ပါလာပြီဒီနေ့နာဝါတဲ့ကိုင်ဟာဘတ်နဲ့အစီလည်းတိတ်ပြီးတရားမပြင်းထန်ဘူးလို့မျှော်လင့်ရတာပဲဗျအဲ့ဒါဆိုလို့ရှိရင်တော့လာမယ့်ချန်ပီယံလိပြီးတော့လာမယ့်ဝီကန်ကပရီးမီးယားလိပွဲကိုလူစုံတက်ဆောင်နဲ့ကိုင်ခွင့်ရမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပုံစံပြရဖို့တော့မျှော်လင့်လို့ရတာပဲဗျဒါလိုပဲမြဲတဲ့မျှော်လင့်ရတာပေါ့ဗျ